over item နေတဲ့အကြီးကျယ်ဇက်နာပြနေလို့ပရိသတ်တရဲ့ဝေဖန်တာခံနေရတဲ့ beauty blogger မိုးပရိသတ်များလုံးပဲမင်္ဂလာပါဘီရင်အောင် page လေးကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာတော့ကိုဗစ်ကာလလောက်ကစပြီး online အသုံးပြုသူတွေများလာကလူငယ်တော်တော်များများက online ကနေငွေရှာပြီးရပ်တည်လာကြပါတယ်အခုဆိုရင်မြန်မာနိုင်ငံမှာအပေါ်ဆုံးက blogger တွေလို့တောင်ပြောရမှာပါအင်တာနက်အသုံးပြုတာကျယ်ပြန့်လာတာနဲ့အမျှ blogger တွေကလည်းတစ်နေ့တစ်ယောက်လောက်ကိုများလာခဲ့ပါတယ်အခုလို blogger လောကမှာပြိုင်ဆိုင်မှုတွေများလာတဲ့အချိန်မှာ senior blogger တယောက်ဖြစ်တဲ့မိုးကတော့သူမရဲ့ over အပြုမှုအပြောဆိုရေးကြောင့်ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်မိုးက Most Creation Beauty Blogger ဆိုတဲ့ page နဲ့သူမရဲ့နေ့စဉ် makeup look တွေကိုမျှဝေပေးနေသလိုအလှပရေးရနဲ့ပတ်သက်တဲ့ဘူးတုတတွေကိုလည်း sharing လုပ်ပေးနေသူတယောက်ပေါင်းအမြဲလိုကိုရီးယားဘာသာနှုတ်ဆက်စကားနဲ့တင်ဆက်လက်ရှိတဲ့မိုးကိုအမျိုးသမီးပရိသတ်တွေတော်တော်များများကအဖေးချစ်ခင်ကြပါတယ်တော်လက်ပြီးအရေးချင်းရှိတဲ့မိုးကိုယောက်ျားလေးပရိသတ်တွေထက်မိန်းကလေးပရိသတ်တွေကပိုပြီးအားပေးကြတာပါမင်္ဂလေးအချစ်ချင်းအချစ်ခံရဖို့ဆိုတာတော်ရုံကုသိုလ်မျိုးနဲ့တော့မရပါဘူးနော်မိုးကတော့အလှပရေးရတာမကအဝတ်စားတွေကိုလည်း try တော့လုပ်ပြသေးတာဖြစ်ပြီးသူမရဲ့ဗီဒီယိုတွေကကြည့်ရှုသူများပြီးအောင်မြင်တဲ့ blogger တယောက်ဖြစ်လာခဲ့တာပါဒါပေမဲ့အခုချိန်မှာတော့မိုးတယောက်အပြင်းထန်ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်ဒါကလည်းမလိုအပ်ဖဲကဲကဲပို့ပို့ကြီးတွေပြောနေတဲ့သူမရဲ့ item အမူအရာတွေကြောင့်ပါမိုးက beauty blogger မဖြစ်ခင်တုန်းကသူမတို့မိသားစုဟာမပြည့်စုံတဲ့တာမန်မိသားစုတစ်ခုလို့သိရပါတယ်သူမငယ်စဉ်ကတည်းက makeup လိမ့်တာကိုဝါသနာပါပြီးအင်တာနက်ပေါ်မှာအမြဲတမ်းလေ့လာနေခဲ့တာဖြစ်ပါတယ်။အဲဒီကနေသူမဝါသနာပါတဲ့ makeup ကိုပြင်ဆင်ပြီးဗီဒီယိုရိုက်ကူးရင်းကနေလူသိများလာခဲ့တာပါ။ blogger လောကတွေကိုစတင်ဝင်ရောက်တဲ့အချိန်မှတုန်းကမိုးမှာဖုန်းတစ်လုံးတောင်ကောင်းကောင်းမပိုင်ဆိုင်နိုင်ခဲ့ပါဘူး။32 GB ဆန်တဲ့ resolution အနှိပ်ပိုင်းရောအဆဆရရအကုန်ညံ့နေတဲ့ချွတ်တီးချစ်ချောက်ဖုန်းလေးနဲ့ဗီဒီယိုစပြီးရိုက်ကူးခဲ့ရတာလို့ဆိုပါတယ်။ခက်ခဲတဲ့မိသားစုအခြေအနေဖြစ်လို့ဖုန်းအသစ်လည်းမပူစားရဲပဲရှိတာလေးနဲ့ဘဝကိုအရှုံးမပေးစိတ်တမကြပဲခက်ခဲစူးစမ်းခဲ့ရတာဖြစ်ပါတယ်။တငယ်ချင်းတွေရဲ့ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးအကူအညီတောင်းခဲ့ရတဲ့ဘဝကနေအခုဆိုရင်အောင်မြင်တဲ့ blogger တယောက်ဖြစ်ရပ်တည်နိုင်ခဲ့တာလို့သူမရဲ့ဖြတ်တန်းခဲ့ရတဲ့ဘဝအကြောင်းကိုခုလိုပဲပြောပြလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ခက်ခဲဖြတ်တန်းလာခဲ့ရတဲ့မိုးရဲ့ဘဝကိုစာနာနားလည်မပေးကြတဲ့အပြင် over item တွေနဲ့ဇွတ်တွေဇက်နာပြနေတယ်လို့သာမြင်ခဲ့ကြတာပါ။ဖုန်းမရှိဘဲနဲ့ blogger တယောက်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်သလိုသူမတို့မိသားစုရဲ့အခြေအနေအရလည်းအမျိုးအစားကောင်းတဲ့ဖုန်းတစ်လုံးလောက်ကတော့ကိုင်နိုင်တဲ့အနေထားပါဈေးကြီးတဲ့ makeup ပစ္စည်းတွေကိုတော့သုံးနိုင်ခဲ့ပြီးဖုန်းအဆုပ်လေးသာကင်ခဲ့ရတဲ့ဘဝတွေပါဆိုပြီးဇက်နာပြနေရတာကကြီးမကောင်းပါဘူးဆိုပြီးသူမကိုဝေဖန်လာကြတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ငလျင်ဘေးမှာကလေးကသူမရဲ့အမှားတစ်ခုကြောင့်လူမုန်းများနေတဲ့မိုးဟာအခုလည်း over ဖြစ်လုံးနေတဲ့ item နဲ့အပြောဆိုတွေကြောင့်တကြောပြန်အမုန်းခံနေရတာပဲဖြစ်ပါတယ်မိုးကတော့အဆဆရရခက်ခဲတဲ့အနေအထားတစ်ခုကနေအခုဆိုရင်မိဘတွေကိုပြည့်ပြည့်စုံစုံထားနိုင်တယ်လို့ကျင့်တတ်နေတာပါပရိသတ်တွေကတော့အရင်ကအဆင်ပြေပေမဲ့နောက်ပိုင်းမှာလွန်ကျူးကြီးတွေလုပ်ပြတာကြောင့်မြင်မကြည့်တော့ပဲအခုလိုဝေဖန်နေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောဖုန်းအဆုပ်လေးနဲ့ blogger ဘဝကိုအစပြုခဲ့ရတဲ့မိုးပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ